အနေနဲ့ရဲ့ကျွန်တော်မိတ်ဆွေတွေမင်္ဂလာပါကျွန်တော်မိတ်ဆွေ9ရက်သားသမီးတွေအတွက်အဖာမင်းတင်ခါကြီးလမ်းညွှန်ပြတတ်တဲ့ထဲကရေရီယာနီးကောင်းတွေ diet တွေအမြဲတမ်းမျှဝေပေးကြပေါ့နော်အခုတစ်ခေါက်မှလည်းကျွန်တော်မိတ်ဆွေတွေပေါ့နော်အလုပ်ကိုင်နေတဲ့ပတ်သက်လို့အဆင်ပြေဖို့ချုံးပြီးတော့အခုတစ်ခေါက်မှအဓိကကျွန်တော်မိတ်ဆွေတွေပေါ့နော်အင်ဂျင်နီယာပိုင်းဆိုင်တဲ့ပုံကိုယ်တွေเนาะဆောက်လုပ်ရေးတွေနဲ့ပတ်သက်ပြီးတော့ပြုလုပ်နေတဲ့လူဆောက်လုပ်ရေးနဲ့ပတ်သက်လို့ရှင်ပေါ့နော်လန်ဒရာတွေကအစပေါ့နော်အဆောက်အဦအသေးရနေအကြီးအထိပေါ့ဗျာကန်ဖိုက်တာတွေเนาะဒီလိုပုံကိုမျိုးတွေပေါ့နော်အဓိကကန်ဖိုက်တွေအိမ်လေးတွေစောက်ပြီးတော့ရောင်းတဲ့ပုံကိုတွေเนาะမြေလေးတွေဝဲပြီးတော့စောက်ပြီးတော့ရောင်းတာဒါမှမဟုတ်ကန်ဖိုက်တိုက်အကြီးကြီးတွေပေါ့နော်ဟိုတယ်မော်တယ်ဒါမှမဟုတ်လို့ရှင်ကိုလိုကြီးတီစောက်တဲ့ပုံကိုတွေပေါ့နော်အင်ဂျင်နီယာပိုင်းဆိုင်ရာကိုလိုစောက်တဲ့စောက်လုပ်ရေးနဲ့ပတ်သက်တဲ့ပုံကိုတွေဒီရေရီယာနီးလေးတာပြုလုပ်မယ်ဆိုရင်မိမိတို့အလုပ်ကိုင်တွေဖွင့်လန်းမယ်ဝင်ငွေတွေကောင်းမယ်စီးပွားတွေတက်မယ်တိုးပွားခြင်းတိုးတက်ခြင်းပြည့်စုံခြင်းကျွဲဝါခြင်းဆိုတဲ့နမိတ်ရှိတယ်အဲ့ဒီရေရီယာနီးလေးတာကိုကျွန်တော်မိတ်ဆွေတွေပြုလုပ်ဖို့လိုတယ်အဲ့တော့ဒီနီးလေးတာပြုလုပ်ရတာလွယ်ကူတယ်ရေရီယာဆိုတဲ့တဘောကပြုလုပ်မှအောင်မြင်ပါအဲ့တော့လိုအပ်တဲ့မိတ်ဆွေတွေအသုံးပြုပါเนาะဆရာကရန်ကုန်မြောက်ကလာပါမြို့နယ်6ဝိသားမှတ်တိုင်နေနေတယ်ဆရာဘေးတင်ဟောကန်ကမနေ့9နိုင်နေခင်းတတိုင်ဒီပိတ်ရမရှိဘေးတင်ဟောကန်ဖွင့်ဆရာဖုန်းနံပါတ်က910645ဆရာဖုန်းနံပါတ်လေးက910645အဲ့တော့စောက်လို့ရေးတွေနဲ့ပတ်သက်တဲ့ contract တွေเนาะဒီလိုပုံကိုယ်တွေနဲ့အလုပ်ကိုင်တွေအစင်မပြတ်အလုပ်ငန်းကိုင်တွေအောင်မြင်တိုးတက်အောင်ပေါ့เนาะစီးပွားတွေဖြစ်အောင်စီးပွားတွေတက်အောင်ဘာတွေလုပ်ရမလဲဆိုတော့မိမိရဲ့မွေးနေ့ရောက်တိုင်းမှာမိမိနေအိမ်ကဖျားမှာစီထမင်း3ပွဲလူရမယ်မိမိပေါ့နော်လမ်းထဲကိုကြွလာတဲ့ရေဟန်းတန်ကာကိုပဲပေါ့နော်ပဲဟင်းနဲ့စွန်းလောက်အောင်ရမယ်နောက်တစ်ခုကဒီဈေးဒီပထိုးတွေမှာပေါ့နော်ချင်းသေးရုပ်တွေတချို့ဆေးပြက်နေအဲ့ဒီကုလိုပြုတ်လောက်အောင်မယ်ပေါ့နော်ချင်းသေးရုပ်ထုတွေအဲ့ဒီလိုပဲအဲ့ဒီချင်းသေးရဲ့ရုပ်ထုရဲ့ရှေ့မှာအမွှေးတိုင်းရှစ်တိုင်းဖျောင်းတိုင်းရှစ်တိုင်းဒါလေးကအနီရောင်လေးဖြစ်ဖို့လိုတယ်အဲ့ဒါလေးထွင်တာစုတောင်းရမယ်အမွှေးတိုင်းရှစ်တိုင်းထွင်မယ်ဖျောင်းတိုင်းရှစ်တိုင်းထွင်မယ်ချင်းသေးရုပ်ထုစီမှာပေါ့နော်အဲ့ဒီရဲ့ရှေ့မှာကိုအစင်ပြေတဲ့ဇေဒီပထိုးသွားလို့နော်အဲ့ဒါလေးထွန်းပြီးတော့စုတောင်းမယ်ဆိုရင်စောက်လို့ရင်းနဲ့ပတ်သက်တဲ့လုပ်နေတဲ့ပုံကိုယ်တွေအားလုံးဒီလုပ်ငန်းတွေအောင်မြင်လာမယ်တိုးပွားလာမယ်တိုးတက်လာမယ်ကျွန်တော်ဗီဒီယိုပိုင်းလေးတွေ့တာနဲ့ချက်ချင်းပြုလုပ်ပါချက်ချင်းအကျိုးပေးတယ်เนาะဒီဟာလေးပြုလုပ်ဖို့တိုက်တာနဲ့ကျွန်တော်မိတ်ဆွေတွေပေါ့เนาะကြီးပွားသွားမယ်ချမ်းသာမယ်အဲ့တော့ဆရာစီကိုကလေးနာမည်ပေးလှမ်းတောင်းတဲ့မိတ်ဆွေတွေကျွန်တော်ကလေးနာမည်ပေးဟော့စရက်နဲ့အကြနာတက်ဆက်ဆောင်ရန်ရှောင်းရန်နဲ့အကြနာပြုလုပ်ပေးပါလေเนาะနေရာလူတွေလည်းကျွန်တော်ကားတည်းရတာဝန်ယူမှုနဲ့ပို့ပေးပါလေအားလုံး